ဒီနေ့တော့လွယ်ရတယ်လွယ်ကွဲတယ်ဆက်လက်ဝင်အိုးလေးဖင်မမဲသေးဘူးဆိုတာဆက်လက်အိုးတွေဘာတွေလည်းမရှိတော့ပါဘူးထမင်းတွေဘာတွေလည်းချက်မသားတော့ပါဘူးနော်အလွယ်တကူဝဲစားရင်သားလိုက်ဟုတ်လားမိမတွေလည်းမိမတော်မမျိုးယောက်ျားတွေလည်းကြော်မတင်တော့အဲ့တော့အိမ်တော်မျိုးတာဒီကနေ့ကကာမဂုဏ်ခံစားဖို့ပဲခဏလေးပဲအပြင်းပြပြုကြတယ်။အော်နှစ်ဖက်မိဘရဲ့မျက်နှာရှိတယ်။မွေးဖွားလာတဲ့သားသမီးတွေရဲ့မျက်နှာရှိတယ်လို့အဲ့ဒီထိစဉ်းစားရတယ်။ကိုယ့်ရဲ့အချစ်တွေကိုကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်သားသမီးတွေထိထည့်ပေးလိုက်။လေမယားနှစ်ယောက်တနာယူတဲ့အချစ်နဲ့တည်းအိမ်တော်ကြီးတည်ဆောက်လို့မရဘူး။ဒီနေ့ကျတော့လွယ်ယူလွယ်ကွဲမယူခြင်းမနဲ့အတူတူနေလို့ရတယ်ဆိုတော့မြမဒလိထုံတန်းဆင်လာနေညီသေးလားညီပါဗျာရှက်စရာကောင်းတာမင်းတို့မိဘတွေအားနာလို့ကြောက်လို့သားသမီးတွေကိုမပြောရဲလို့တာမပြောတာမကြိုက်ဘူးမြန်မာရဲ့ပတ်ဝန်းကျင်ကလည်းလက်မခံဘူးအရက်ထဲမှာမင်းတီရိုပြောနေပါပဲကွယ်ရတစ်မျိုးရှေ့တစ်မျိုးပြောကြပါပဲဟုတ်လားအိမ်တော်မပြုတ်နဲ့လို့ပြောတာဟုတ်လားဟုတ်ပါဗျာပြုတ်ကြတယ်ပြုတ်ပေါ့ကွာဒါဟုတ်လားဒါလူမှုရေးလုပ်ငန်းတစ်ခုပဲအိမ်တော်ပြုတ်တယ်ဆိုတာတဘာဝပဲလေဘာမှစန့်ကျင်ပြီးနေကြမလို့အခုဂျပန်ကျတော့အိမ်တော်မပြုတ်ကိုလူပြိုကြီးတွေဆိုအခုဂျပန်မှာလုံသားရင်မရှိတော့ဘူးလေမမတော့တာဝန်မယူခြင်းလို့လွယ်လေးတိလားအိမ်တော်မပြုတ်ရဲဘူးဆိုတာတာဝန်မယူခြင်းလို့ပဲတစ်ဖက်ကပြန်ကြည့်လူတိုင်းတော့ပြောတာမဟုတ်ပါဘူးတချို့တော့အိမ်တော်သားမွေးကိစ္စကိုတကယ်သိမပါလို့လေလူဖြစ်တကယ်အာယုံနဲ့လို့လည်းဖြစ်မယ်ဒါကတော့ရှိကြတယ်လေတချို့ကြတော့အိမ်တော်သားမွေးကိစ္စကိုတာဝန်မယူခြင်းလို့လင်းတာဝန်မရမယူခြင်းလို့မရတာဝန်လင်းရမယူခြင်းလို့သားသမီးတာဝန်မယူခြင်းလို့အဲ့ဒါစဉ်းစားကြည့်ကာမဂုဏ်ကိစ္စပဲယောက်ျားနဲ့မိန်းမအတူတူနေတယ်သားသမီးကိစ္စတွေကိုမစဉ်းစားတော့ဘူးဆိုမင်းတို့ကလေးမွေးဘူးဒီတိုင်းပြည်ဘယ်လိုလက်ထက်အကံမှာစဉ်းစားရရတယ်အများကြီးနော်လူငွေရေးမှာမင်းတို့ထည့်တွင်းစဉ်းစားမှာတယ်အများကြီးအဲ့ဒါတခုပဲတာဝန်သိစိတ်တာဝန်ယူစိတ်ဒါရှိရတာဝန်ကိုကိုယ်ဆိုင်ရာနယ်ပယ်ဒီမှာတာဝန်ကိုကျေဝဆောင်ထမ်းဆောင်တဲ့အရေးကြီးရှိအိမ်တော်ပြုတ်လဲကောင်းတယ်မွေးသားသားသမီးတွေတိုင်းပြည်တို့အများကြီးကြိုများမိဘကောင်းကောင်းတွေမွေးထားတဲ့သားသမီးတွေလက်ဦးစရာကောင်းတဲ့အခါကျတော့သားကောင်းတဲ့ရတာသမီးကောင်းရတာတွေမွေးလာတယ်ဘိုးကျော်အောင်ဆန်းတို့ရဲ့အဖေတွေမွေးကလို့ဘိုးကျော်ဆိုပေါ်လာလေဥဒ္ဒန်ရဲ့အဖေတွေမွေးကလို့ဥဒ္ဒန်ဆိုတာပေါ်လာလေဒီသားကောင်းတစ်ယောက်ကြောက်ကောင်းတစ်စိတ်ဆိုတိုင်းပြည်တွေအဖိုးမဖြတ်နိုင်တဲ့ယရနာတွေမရှိဘူးလားရှိပါရဲ့ခင်ဗျာလိုရောမလိုဘူးလားလိုပါရဲ့ခင်ဗျာဒီကနေ့အဲ့ဒီတာဝန်တွေမြူကျင်ကြတော့ရှင်းလေးကိုတာဝန်ကိုတောင်မယူနိုင်မဲ့တဲ့အိမ်တော်ပြုတ်တယ်ကြီးသားထားတယ်အနေထိုင်ပတ်ဆက်တယ်မွေးပြီကလေးတွေကြောင့်ဘုန်းကြီးတွေလာထိန်တယ်ဟာဘုန်းကြီးကျောင်းတွေပို့ချလိုက်တယ်လေမိဘမဲ့ကယ်တွေပို့တယ်လေအဲ့ဒီဘုန်းကြီးတွေကကလေးဖေးတဲ့တူတာဝန်ကြီးတယ်ဘုံတော့မလုပ်ချင်လုပ်နေတဲ့ဘုန်းကြီးတွေလည်းတကယ်လဲကျေးဇူးတင်တယ်တကယ်လဲအံ့ဩစရာကောင်းစိတ်ထဲမကောင်းဘူးဒါဘုန်းကြီးတွေဒီကလေးတွေမြင်ရမယ့်ကိစ္စမရှိဘူးဘုန်းကြီးတွေကနှုတ်မတတ်ရအောင်တမဲပါအကုန်လုပ်နေရတာလေအဲ့ဒါတွေကမင်းတို့လူစိမ့်မရှိကြဘူးဒါကြောင့်အစင်လာတွေကိုထိန်သိမ်းရမယ်အမျိုးဆိုတန်ဖိုးဆိုတာရှိတယ်ကြက်မာအယိုလူမာအမျိုးရိုးဆိုတာတန်ဖိုးရှိရသာကင်ဝေဟိတ်ဒီလိုလာတာအတံပိဏခတ္တိယနှိမ့်တဲ့အတန်းနဲ့တော့မင်းအတူတူမပေါင်းဘူးသူတို့အိမ်တော်ဖက်လောက်အောင်ဒီမပေါင်းဘူးကြံတဲ့နေတော့ပေါင်းတယ်စီပွားရေးအတွက်ပေါင်းတယ်လူမျိုးရေးသားပေါင်းတယ်တို့အိမ်တော်ဖက်လောက်အောင်တော့လူလိုအမျိုးတန်းမဝင်မပေါင်းဘူးအဲ့ဒါကိုအတံပိဏခတ္တိယလို့ခေါ်မျိုးဆက်အပြတ်မခံဘူးအဲ့ဒါလောက်ထိကောင်းခဲ့တဲ့မျိုးဗျထားတော့အခုတော့တွေ့တဲ့သူယူတာဟုတ်ကွာနော်ဘာမျိုးတွေဘာရိုးတွေဒါမခွဲတော့ထားလိုက်ပါတော့ဒါမင်းတို့ခေတ်ရောက်ပြီဆိုတော့ပြောချင်တာကအရေးကြီးတဲ့အစင်လာကောင်းတွေရောထိမ့်ဖို့လိုလားမလိုဘူးလားအဲ့ဒါတွေမထိမ့်နိုင်မင်းတို့ကအမျိုးဖြတ်တဲ့သူပဲယောက်ျားလေးတွေကလည်းအမျိုးဖြတ်ကောင်းနေမိန်းမတွေကလည်းအမျိုးဖြတ်မိုက်ရဒီလိုဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့အမျိုးဆိုတာတန်ဖိုးရှိအောင်လဲလုပ်ရတယ်ဒါကြောင့်သားတို့ကတာဝန်နှစ်ခုရှိတယ်အမျိုးရဲ့တန်ဖိုးကိုလည်းတက်အောင်လုပ်ရမယ်အမျိုးကိုလည်းထိမ့်ဖို့လိုတယ်အဲ့ဒါမင်းတို့မြန်မာနိုင်ငံသားတွေမဖြစ်မနေထမ်းဆောင်ရမယ်တာဝန်နှစ်ခုပဲတန်ဖိုးတက်အောင်လည်းလုပ်ရမယ်ရိုးကိုလည်းထိမ့်နိုင်ဖို့လိုတယ်မိဘတွေကိုကိုယ်ဆွေမျိုးတွေကိုတန်ဖိုးတက်အောင်လုပ်ရမယ်မိဘဆွေမျိုးတွေရဲ့ဂုဏ်ကိုလည်းထိမ့်နိုင်ရမယ်အဲ့ဒါဆိုမင်းတို့ကသားကောင်းရင်သားသမီးကောင်းတာမင်းတို့ကမွေးတဲ့ကလေးတန်းဝင်ပေါအောင်လုပ်လိုက်မင်းတို့ထပ်ပိုးကောင်းဖို့ပဲရှိဟုတ်လားနော်ဒီလိုအာသေဝတတတ္တိပေါ့ကွာကိုကစနစ်တကျကောင်းအောင်လေ့ကျင့်ထားတယ်အဲ့ဒီလေ့ကျင့်ထားတဲ့စွမ်းရည်တွေနဲ့သားသမီးတွေလေ့ကျင့်တဲ့ကသူ့ကိုယ်ပိုးကောင်းသွားဒီလိုမျိုးဖြစ်တယ်အဲ့လိုမျိုးဖြစ်အောင်ကြိုးစားကဲအဲ့တော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးသားတို့3ချက်သိဖို့ပါနံပါတ်1ကဘာလဲတော့
နံပါတ်2ကနံပါတ်3အစင်လာအဖြစ်ထိမ့်သိမ့်သိရှိသောဓလေ့ထုံးတမ်းနည်းနည်းလေးထပ်ဖြစ်ပြောမယ်မင်းတို့မြန်မာမဟုတ်လို့တက်လားနောက်ဆိုတော့နိုင်ငံခြားအလွယ်တကူမဟုတ်ပဲဝယ်စားကြပေါ့ကွာနိုင်ငံခြားနဲ့စစ်တွေဖြစ်တော့ဒီနိုင်ငံကနေပြီးတော့မင်းကုန်တွေမတွင်းတော့ဘူးဘာသာမှာကိုကြီးကိုပြန်ပြီးရှာနဲ့ထောင်ရက်နေဦးမရှိတော့ဟုတ်လားဒါပြောချင်တာနော်အဲ့တော့ဘုံဘုံတို့ကမြမရေမြမမြေမြမရဲ့ယာတိဥနဲ့ကိုင်းညီအောင်မြမအစားအစာတွေကိုစနေကြတီထွင်ခဲ့တယ်ကင်ချီဘယ်နိုင်ငံထုတ်တာအဲ့တော့ဟင်္ဂလာချင်းတို့ဘာလို့တိတ်သားလို့မရဘူးလားမုံညင်းချင်းတို့တိတ်သားလို့မရဘူးလားကင်ချီကကိုရီးယားတော်တော်အဆင်ပြေတယ်မြန်မာပြည်အတွက်အဲ့လောက်အဆင်ပြေဒါပေမဲ့ဖင်ကောင်းကျဲကျင်တယ်လေကိုရီးယားသားကျင်တာဟုတ်ပါလူကကိုရီးယားရုပ်မပေါ့ဘူးမဲ့တုံးလို့နော်စားတာကိုရီးယားသားဟုတ်လားဒီလိုမျိုးတွေရှိတယ်လေအဲ့ဒါဆိုချင်တာရှေးလူတွေကဘယ်လိုသားခဲ့အခုကအချင်းကြီးတဲ့ကြမဟုတ်ဘူးတော့မရည်လေးတွေနဲ့ထမင်းကိုငှဲ့ထားတယ်လေငှဲ့ထားတဲ့ထမင်းရည်လေးတွေနဲ့အဲ့ဒီဟာလေးချင်းသိမ့်တတ်တဲ့အခါအဲ့ဒီအချင်းကလူကိုဥပမဖြစ်သေးဘူးကျမကြီးလည်းကောင်းတယ်အချင်းလေးတွေနဲ့သားရတာမျက်မျက်သက်သက်ရှိတာဟုတ်ပါငရုတ်သီးတောင်းလေးထောင်းစားတယ်နော်ကြက်သွူလေးထည့်ထောင်းသိကောင်းတာဟုတ်ပါအညာတောင်းလေးထောင်းလို့ရတယ်ဟုတ်လားခုကတော့မင်းပြင်းတော့သက်နဲ့ကြိတ်တာဟုတ်ပါသက်နဲ့ကြိတ်တဲ့အခါယုတ်တိကအသီးမပေါအစီမထွက်ဘူးငရုတ်သီးထွက်မလားအဲ့ဒါပဲပိုးဆိုတာမဲဟောကိုရီးယားနေပြီးတော့သပိုင်သီတို့ဘာလို့ဝယ်မစားဘူးလားအဲ့သပိုင်သီထုတ်တဲ့ငရုတ်သီးဘယ်ရထုတ်လဲမင်းတို့ရမ်းထုတ်တာမှန်ပြောတာဟုတ်တယ်မလားအေယာဝရီတိုင်းနော်ပန်တနော်တို့ဘာလို့အဲ့ဒီကကိုရီးယားအဲ့ဒီကနေလာဝင်နော်မြန်မာပြည်အလယ်ပိုင်းတို့အေယာဝရီတိုင်းကပန်တနော်တို့ကိုရီးယားကုမ္ပဏီတွေတရုတ်ကုမ္ပဏီတွေကြိတ်တိုးလို့ငရုတ်သီးပေါ်ခြင်းဆိုလာဝယ်ကြအဲ့ဒီငရုတ်သီးဘုံဘုံတော့တပိတ်တာကိုထားတော့ကွာဈေး9000နဲ့ရောင်းလိုက်တယ်ဟိုကိုရီးယားမှာအဲ့ငရုတ်သီးကိုသပိုင်သီတို့ဘာလို့လွတ်လိုက်တယ်ကအဲ့တပိတ်တာ9000နဲ့တပိတ်တာ9သိန်းလောက်တန်ကြီးရှိသွားမြန်မာပြည်ရဲ့တန်ပြန်သွင်း9000နဲ့ငရုတ်သီးရောင်းပြီးတော့9000နဲ့အထုပ်ကိုဝယ်သားကြတာဟုတ်ကွာဟုတ်လားစားတဲ့ကဟိုကပိုးဆက်အောင်ဆိုဆေးနဲ့လုပ်လိုက်ဆေးပါကစရိုင်းစားတယ်နံပါတ်1နံပါတ်2မင်းတို့ဘယ်လောက်ထိသားဟမ်1 2 3တို့ဒီသားလား4ဟာဘုံဘုံတခါသမီးတယောက်လှုပ်ကြွေတယ်1လား2လားမသိဘူး2တက်တော့မပို့ဒီလိုစားငါငရုတ်တိတော်တော်ကြိုက်တယ်ငရုတ်တိတော်တော်စားတယ်နှခမ်းကိုပိတ်လို့ရပြင်းနဲ့ထောနေရတဲ့ဒီလူစားမင်းတို့ဘယ်လိုစားကြကြမသိသမီးတွေနော်4လောက်ဒီစားတချို့5လောက်ဒီစားဟုတ်လားကဲထားလိုက်အောင်ခဏလေးမကြမ်းမနာနဲ့နည်းနည်းလေးတော့ပြောလိုက်အောင်မယ်ကိုရင်ဆောင်ထားတဲ့သမီးတယောက်ကကလေးမတယောက်ကအဲ့သပိုင်သီတွေသားလို့တော့အတွင်းထဲအကောင်သေရအောင်လာပြီဟုတ်လားအဲ့ဒါမျိုးပဲပူငန်ဆက်ကရှောင်ရှားကလေဟုတ်လားမိဘတွေကသားသမီးတွေကိုဝင်ဆောင်လာတယ်ကပူငန်ဆက်ကရှောင်ကိုသပိုင်သီတွေ့လိုက်တာသေရအောင်လာပြီအတွင်းထဲကလေးငရဲတဲ့ကြာနေတယ်တအားပြင်းတာဟုတ်ကွာသေးမသေးဘူးဆိုရင်သူကအဲ့ကလေးကညံရီပိုင်းမှာတော့မဟုတ်အုံနောက်ပိုင်းမှာထိခိုက်လာတယ်အများကြီးရှိအဲ့ဒါကြောင့်ကလေးလေးလဲမွေးရောတခါလဲနို့တွေတင်းခွတိုက်တော့တာဟုတ်ပါနို့မုံနေနဲ့လေအားရှိတဲ့ဟာတွေထားတယ်လူကြီးရဲ့အီဘော်တော်ကြီးဖြစ်တယ်ဟောပေါ့အရွယ်မတိုင်ခင်နဲ့မြေသီတွေကျွေးတဲ့အပင်လိုဖြစ်သွားပြီးလဲပြီးတော့ကြီးလဲကြီးရောလူကငါပြော့ကြီးဖြစ်တယ်အကောင်ကြီးပြီးချိန်မစည်းဘူးဆိုတာမျိုးလိုဖြစ်သွားဟုတ်လားစဉ်းစားတရားတွေအများကြီးတော့မင်းတို့အနေထိုင်အစားအသောက်မတက်တာနဲ့မျိုးဆက်တစ်ခုလုံးမှာမင်းတို့နေသွားလူမွေးလူတော်မပြောင်းကျမကြီးလည်းအစင်တန်းမဝင်ဘူးညံမညာအီသွေးလည်းအစင်တန်းမဝင်ဘူးအတွေ့အခေါ်ဆိုတော့ပြောမနေနဲ့ဘာသာရေးဆိုတော့ဘာမှမသိတော့ဒါမင်းတို့ခေပညာတက်တယ်ဘာတွေတက်နေတာတော့လူသိတွေမထုံနေဘူးဘာသိတွေမထုံနေဘူးတော့ဘွဲမရလို့ဘာဖြစ်သေးဘူးကိုလူတို့ဒါလို့သမီးတို့ဘွဲမရလို့ဘာဖြစ်သေးဘူးခုဇူကာဘတ်ဘွဲမရဘူးနော်ဗီဂိတ်တို့ဘွဲမရဘူးဆရာကြီးနော်ဘွဲရတယ်ဆိုတော့ဒေါက်တာတွေအများကြီးခိုင်းစားနေတာဉာဏ်ရှိဖို့လိုတယ်လူအသီးတွေကိုပြည့်ပြည့်ဝဝရှိပြီဆိုရင်ဘွဲဆိုတာတွေနောက်တာဘယ်အတန်းရောက်လူစိတ်ပေါက်အောင်လူအသီးတွေပြည့်ပြည့်ဝဝဖြစ်အောင်လေ့ကျင့်ထားဖို့လိုတယ်ဘောပေါက်ရလားအဲ့ဒါရည်ကျင်းမှုပဲမင်းတို့ထင်ထားတဲ့ပုံပြီးနေကြပါလေနော်